အခုနာမည်ကြီးနေတဲ့ The Rolling Pin က Crystal ပါ Crystal Velvet ထောင်ဟူလူခုထောင်ဟူလူမြန်မာ accent နဲ့အတန်ဘယ်လိုထွက်မှာလဲမသိဘူးဟိုလိုမျိုးလဲအပေါ်အပိုင်းလဲ cover with the jar ကွာတကြားရင်ဒါအထက်ထဲမှာဒီဟာကျ red velvet cake ပါအပြင်ပိုင်းတော့ထောင်ဟူလူပုံစံနဲ့အထက်ထဲမှာမှတ်မိသလား cream cheese ရှိရတဲ့နဲ့တမျိုးလေဆိုပြီး the rolling pin ကမုံဆိုရှင်တော်တော်များများကြိုက်တဲ့တဲမှာပါတယ်ပေါ့နော်ဒီဟာကြတော့နောက်ထပ်ဝယ်စားအောင်လားဆိုတော့ငဝယ်ထားတော့သူကြိုက်တဲ့အရာသာမဟုတ်ဘူး texture လည်း okay အဆင်ပြေတယ်ဒါပေမဲ့ cookie ဒီလိုပဲဆိုပြီးအကြိုက်ဆုံး cookie ဒီဆိုင်ရဟာဒီကောင်လေးပါအရန်ကိုကြိုက်တယ်အဲ့တော့ဒီဟာကိုဆက်မဲ့မှာဈေးနှုန်းအပါဝင်ပေါ့နော်ဒါဆိုရင်ဘတ်160ကျပ်နဲ့ဆိုလို့ရှိရင်2000နီးပါး cookie ပါတရားထပ်ဝယ်စားအောင်မလားဆိုတော့မဝယ်စားတော့ပါဘူးဒါပေမဲ့သူများပေးတယ်ဆိုလို့ရှိရင်တော့စားမယ်ဘယ်သူဒီဟာစားဖို့ပြီးပြီလဲ